ဖိတ်လို့ပြောမှာဖြစ်ပါတယ်ရှင်ဟယ်လိုပို့ပြောရလာတတ်ပုံပကဲရဆက်ကောင်ပကတ်၄ကောင်နော်အဲ့အကောက်ကြီးပလာကားပါမယ်အကောက်ကြီးအကောက်ကြီးပလာကားပါမယ်အဲ့တော့ပကတ်ပလာကားပကတ်၄ကောင်အကောက်ကြီးလေးပေါ့အဲ့ဒါပါဝုစုထဲပြိုင်နော်ပကပါဝုစုထဲပြိုင်နော်ဆက်နဲ့အဲ့တခြားအပြည့်မှာတော့လာလေနော်အဲ့ပြရမို့နေအဲ့ဒါရေခဲပိုးလေးဝယ်ပြီလားပိုးလေးဝယ်ပြီလားဝယ်ရေခဲအောင်ရေခဲရမလားနေတော့ခဲရမလားအဲ့လိုရမယ်ဟုတ်ပြီအဲ့ဒါစစ်ပြမြွတ်လိုက်လေနော်ပေါတော့ကြတော့နေပြင်မှာတော့ပါဗလားပြရမယ်9000တော့မကြည့်နော်နေပြီးရောစစ်ပြမြွတ်လိုက်နော်ဆိုင်မြတ်ဟုတ်တော့ဖော်ပေါ်ဗလားပြရတကူ好了，အဲ့ဒါဖို့ပဲထည့်ပြနော်ညအခုညနေနာကြောက်ဆုံးကလီကွဲချဲဦးကတချီမြဲကြုံမယ်ဘယ်ချီမှမသိသေးတော့သူညနေကျမှပြတ်ဖို့စီဆိုပြောကြတယ်ညနေကျမှဖို့စီပြောဆိုတာမနေညကြောက်ဖို့ပြတ်ပြောမှနေနော်အလုံးမတော့ရဘူးနေနေတော့ဆိုတာဟုတ်လားဟုတ်ပြီအဲ့တော့ညကျမှနေဖို့ပြတ်စေမနော်လီကွဲချဲပဲချီလဲစီနော်ဟုတ်ပြီဒီကတော့ခဲဟောင်းငါညကြပြပြောမယ်နေအဲ့ဒါကတော့ထွက်ရအောင်ဆိုပြရမလားမော်လေးပို့ရမယ်ဆိုတော့ညကလေးထိုးမှာအဲ့လိုဖြစ်မှာ